တနေ့တာကုန်သွားတယ် exam ကိုမဖြစ်လိုက်ဘူးတစ်ခေါက်တော့ samuel ဖြစ်ဖို့အဆင်မပြေတော့ဘူးနောက် session ကြမှာပဲဖြစ်တော့မယ်ဆိုတော့အတွေးမျိုးနဲ့ exam ကိုခဏအချိန်ဆွဲမိနေပြီလား Hi guys welcome back to my channel ဒီနေ့ဗီဒီယိုမှာတော့ ACC ခရီးလမ်းမှာဘာကြောင့်ကြန့်ကြာနေရလဲဆိုတော့အဓိကကြတဲ့အကြောင်းရင်းတစ်ခုကိုပြောပြပေးသွားမှာပါ ACC student တော်တော်များများ exam ဖြေဖို့ကြန့်ကြာရခြင်းအဓိကအကြောင်းရင်းကတော့ကိုငါအစင်သင့်မဖြစ်သေးဘူးလို့ထင်နေလို့ပဲတကယ်တော့ ACC ကဘလောက်ပဲဖတ်တာဘလောက်ပဲလေ့ကျင့်တာရာနှုန်းပြည့်စုံပြီလို့ခံစားရဖို့ခဲရင်ပါတယ်ဒီလိုနဲ့ပဲအစင်သင့်ဖြစ်မဲ့အချိန်ကိုစောင့်ရင်းနဲ့အချိန်တွေပဲကုန်သွားတတ်တယ်။အကြောင်းအခုကျမလက်ရှိသုံးနေတဲ့ approach လေးကိုမျှဝေပေးချင်တာပါ။အဲ့ဒါကတော့ book first study later ပေါ့နော်။အရင်ဆုံးစာမေးပွဲကို booking လုပ်တာ။တော်များများ ACC YouTube channel တွေကလူတွေလည်းဒါပြောနေကြပဲပေါ့နော်။ exam booking အရင်လုပ်။ဘာကြောင့်လဲဆိုတော့အကြောင်းအရာ၃ချက်ကြောင့်ပထမတစ်ချက်က deadline pressure ပေါ့ကိုမှ deadline ရှိနေပြီဆိုရင်ကိုစာမလုပ်လို့မရတော့လုပ်ရတော့မယ်လုံးဝ pressure ပြီးရင် focus ဘယ်နည်းဖြေရမယ်ဆိုတာသိနေတော့ကိုရဲ့ focus ကိုလွတ်ထားလို့မရဘူး study session တွေလွတ်လို့မရဘူးကိုရဲ့ study plan အတိုင်းသွားရမယ်ပေါ့နော်တရားတစ်ချက်ကတော့ consistency ကိုကဒီလို booking လောက်ထားပြီးဆိုရင် exam ရက်ကိုလည်းသိနေပြီကိုလုံးမလည်းရတော့မယ်ဆိုရင်နေ့တိုင်း consistent ရှိနဲ့စာလုပ်ဖြစ်သွားတယ်ကျမကိုယ်တိုင်ကလည်း sub study တမတယောက်ဖြစ်တဲ့အတွက်တယောက်ထက်စာလုပ်ရတဲ့ချိန်မျိုးမှာဆိုဒီနီးလန်းကပို့ပြီးတော့ထိရောက်တယ်ဆမွဲကြီးကတွင်းထားပြီးနေပြီလေနော်တွင်းထားပြီးတော့စာကမလုပ်ပဲမနေနိုင်တော့လုပ်ဖြစ်သွားတယ် study လောက်တာဆိုတော့ peer pressure တွေလည်းမရှိဘူး teaching pressure တွေလည်းမရှိတော့ကို own pace နဲ့သွားနေရင်ရတယ်ငါဒီနှစ်တော့ငါပြီးအောင်လုပ်မယ်ဆိုပြီးတော့နှစ်ဆမှာအဲ့လိုပြောပေမဲ့တကယ် exam booking လုပ်ရမယ့်အချိန်ကငါအဆင်သင့်မဖြစ်သေးဘူးဆိုပြီးတော့ back ဆုပ်သွားလိုက်နဲ့တစ်နှစ်လောက်အချိန်ပုတ်သွားပြီးရတဲ့ညီမ lesson gain ဖြစ်သွားတာပေါ့နော်အရင်ဆုံး booking လုပ်မယ်ပြီးမှ study လုပ်မယ်ကျမကိုယ်တိုင်ကလာမယ် June exam မှာ exam ဖြေဖို့ရှိပါတယ်ဒါကြောင့်မလို့အခုကနေစပြီးတော့ June exam နေ့အထိပေါ့နော် daily study routine တွေ study resource တွေ study hub ကိုအသုံးပြုနည်းတွေကို share ပေးသွားမှာမို့လို့ channel ကို subscribe လုပ်ထားပေးပါဦးနော်ရိုးရိုးလည်းကိုလုံးစင်သင်ဖြစ်ပြီဆိုမှပဲ exam ကို booking တင်ဖြစ်လား booking တင်ပြီးမှပဲ study လုပ်ဖြစ်လားဆိုတာလေး comment section မှာရေးထားပေးပါဦးနော်အားလုံးပဲအောင်မြင်ကြပါစေ see you in the next video bye bye